ဝေဒါလေးကတော့ဒီ ground ရတယ်ဒီပေါ့နော်အခုလက်ရှိထွက်လာတဲ့ဒီလုံးဝအရင်လည်းကျန်တဲ့ fat လည်းအရင်လည်းမိုက်တယ်ဒီ animal fury skin လေးပေါ့နော်โอเคကျွန်တော်ဒီကောင်းရဲ့ဒီပုံစံလေးတွေပါရတော့တော်တော်လေးလန်းတယ်ပြတော့မှတကယ်တော့မှရရပါတယ်ကျွန်တော်ဒီကောင်းရဲ့ဟိုဟာလေးတွားကြည့်လိုက်တက်ကင်းလေးကြည့်โอเคကျွန်တော်ဒီကတော့ဒီ ground ပေါ့နော်ဒါ ground လေးချတယ်ဒီကောင်းပုံစံကြည့်လိုက်ဒီကောင်းကတက်လာဒီကောင်းပစ်တာဒီအနောက်ကလက်ကြီးတွေဟိုဒါတော့ပြစ်လိုက်ပဲဒီလက်တွေကိုလည်းအဲ့လိုစုပြီးပြစ်တာပုံမှန်ဆိုရင်လည်းဒီတိုင်းကျွန်တော်ကလည်းထင်နေတာဒီကောအဲ့လိုပေါ့အဲ့လက်တွေကအနှောင်ပြတာထင်ပြီးတော့ဒီသူကအဲ့လိုတုံးတယ်ပြင်มาလားဗာနဲ့ပြင်มาအဲ့လိုပေါ့ထင်တာဒါပေမဲ့ဒီကောအဲ့လိုမဟုတ်ဘူးသူ့ရဲ့ ID လက်နဲ့ဒီလိုလက်နှစ်ဖက်အဲ့လိုသူ့ရဲ့အနောက်ကလက်နှစ်ဖက်ကြီးနဲ့ပြစ်တယ်ဒီအရှိရလူအရင်လူကြီးကလူကြီးကတော့ဘာမှမဖြစ်ဘူးပေါ့နော်နောက်ကဟိုဟာလက်ဒီနဲ့ပဲရွှေလက်ကြီးတွေနဲ့လုံးဝ share ပေးတာပြစ်တာလည်းတော်တော်လေးရောမိုက်တယ်မျိုးဟိုပြောပြရမလဲဟိုလေးစာပြစ်တယ်လို့မျိုးကလေးစာအကောင်လေးတော်တော်လေးကျန်းတယ်တော့အဖက်ကတော့ share ပဲဒါတော့ဒီ ground ပုံစံပေါ့နော်လုံးဝကြည့်အောင်ပြစ်တာရတော့ဒီကောင်လေးတင်းတော့တော်အဲဒီကောင်ပေသွားလို့ရှိရင်အဲ့လိုပေါ့နော်ဒီကဟိုဟာလေးပုံနေတာသူ့ရဲ့အဲ့ဟိုဟာဒီအဲ့အကွင်းကြီးကြတော့အပေါ်တင်ပြီးတော့လူကကြအောက်ကျတယ်အဲ့လက်ကြီးသွားကန်တယ်ဒါကတော့တေကတော့ပုံစံကတော့တိတ်တိထားမျိုးမဟုတ်လားဒါတော့ air ပေါ့နော် air မှာဆိုရင်ဒီနဲ့ air မှာဆိုရင်ခဏလေးတော့ brother တို့ချက်ပြန်ပြရမယ်ဒါတော့ air ပေါ့နော်အလုံးပဲဒီကောင်ကလက်ကြီးကိုလုံးပြီးတော့ပြစ်တယ် okay ဒါတော့သူကသေသွားပြီသေသွားပြီသူသေတော့ကျတော့ air ကသေတာကျတော့ဒီမှာအပေါ်မှာသေနေဟိုလက်တည်းကသူပိတ်ရိုက်တယ်ဟိုလက်တစ်ဖက်ကပွေပြီเนาะဒီလက်တစ်ဖက်ကတော့ရိုက်တယ် share ကိုရိုက်တယ်ဝေဒါလေးတော့เนาะဒီနေ့ထွက်ရှိလာဒီနေ့အကျုံ9ရက်နေမှာထွက်ရှိလာတဲ့ဒီ ground ဝါတဲ့ skin ရဲ့ဒီ review လေးပါအကယ်၍ပေါ့နော် brother အနေနဲ့ဒီဝယ်နေတာရှိရဆိုရင်เนาะကျွန်တော်ရဲ့ဒီအောက်မှာရေးပေးထားတဲ့ဒီ Loki K3 ဆိုရင်ကျွန်တော်ရဲ့ဒီ Telegram အကောင့်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ရဲ့ဒီကိုပိုင်း Telegram channel မှာလာပြီးတော့ဝယ်ယူပေးနိုင်ပါတယ်ဗျစကင်နေတဲ့ဈေးပါတစ်ခါလေးပြောရမယ်ဆိုရင်တော့ဗျဘာတော့ဒီစကင်တွေကရောင်းချမဲ့ဈေးနှုန်းတွေကတော့သူက 4.99 ပဲနဲ့အများဆုံးရောင်းချပေးရဖြစ်တယ်4.99 ဒေါ်လာဒါမှမဟုတ်မြန်မာငွေ1500ပေါ်နေလို့ရှိရင်ပေါ့နော်ကျွန်တော်စီမှာရောင်းချပေးတဲ့ဈေးနှုန်းတွေကတော့24,500ပဲဖြစ်ပါတယ်တကယ်လို့ brother အနေနဲ့ဝယ်ယူနေဆိုရင်ကျွန်တော်ရဲ့ဒီ Telegram main channel ဒါမှမဟုတ်ကျွန်တော်ဒီအောက်မှာရေးပေးထားတဲ့ Loki K3 ဆိုရဲဒီကျွန်တော်ရဲ့ကိုယ်ပိုင် Telegram မှာလည်းလာပြီးတော့ဝယ်နိုင်ပါတယ်အကယ်လို့ပေါ့နော်ဒီ brother အနေနဲ့ကျွန်တော်ဟုတ်လားမဟုတ်လားတည်လို့ရှိရင်လည်းကျွန်တော်ရဲ့ဒီ video call လေးခေါ်ပြီးတော့ဆင်နိုင်ပါတယ်ဗျ။ Okay အားလုံးပဲတက်တာပါဒီနေ့ရှိရဲ့ညီမအားလုံးလည်းကျေးဇူးပါတယ်။